ဒါကတော့ဟင်းချိုပေါ့နော်ဒါစီမပါတဲ့ဟင်းချိုဒီဟင်းချိုဆိုလို့ရှိရင်ကျန်းမာရေးအတွက်လည်းကောင်းတယ်ပေါ့နော်ဒါပဇွန်နဲ့ရလက်ဆက်တဲ့ပဇွန်နဲ့ရဟိုပါပေါ့ဒီ snake bitter ဆိုလို့ရှိရင်မြန်မာလိုဘယ်လိုပြောလဲတော့မသိဘူးပေါ့နော်ဒါဟင်းချိုလေးပါယူရှင်နဲ့ပြီးလို့ရှိရင်ဟိုကျမချက်ဦးတလုံးထင်းနေပေါ့နော်ချက်ဦးထင်းနေကျမထင်းနေပေါ့နော်ဒါဟင်းချိုပေါ့နော်ဒါကျမရဲ့အတွက်လေးကောင်းတယ်ဒီလိုဟင်းချိုဆိုလို့ရှိရင်အာဟာရဖြစ်စေတယ်ပေါ့နော်ဟိုချစ်ပြူရတာလေးအရင်ရိုးရှင်းတယ်ပေါ့နော်ပြပါပြီရှင်ကျမရဲ့ဟင်းချိုလေးကတော့ရပြီပေါ့နော်ကျမဟင်းချိုလေးပါရိုးရှင်းပါတယ်စားကြပါအောင်ရှင်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးတက်တော့မယ်နော်ဘိုင်ဘိုင်